ကျွန်တော်တို့ AI ခေတ်မှာ creator အစစ်မှန်တွေနေရာပြောက်တော့မှာလားအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Nosh ပဲဖြစ်ပါတယ်တနေ့ကို content တွေထောင်နဲ့ကြည့်ပြီးတော့စက္ကန့်ပိုင်းအတွင်းမှာဖန်တီးနိုင်တဲ့ AI တွေကြားထဲမှာကျွန်တော် creator အသစ်တယောက်အနေနဲ့နေရာတစ်ခုရအောင်လို့ခက်ခဲနေကြပြီလားကျွန်တော် AI နဲ့လုပ်ထားတဲ့ channel တွေကဗျာကျွန်တော် subscriber တွေwatch hour တွေအမြန်တက်နေတာကိုကြည့်ပြီးတော့ငါရောဒီလိုမျိုး line လုံးတင်နေပြီလားဆိုတာကိုကျွန်တော်တစ်ခါကျရင်တွေးအောင်တွေးမိနေတယ်ဗျာဘာလို့လဲဆိုတော့ဒီ AI နဲ့လုပ်ထားတဲ့ကျွန်တော်တို့ဗီဒီယိုတွေဘာတွေညာဗီဒီယိုတွေဘာတွေဆိုပြီးဗျာကျွန်တော် file တပုတ်ဖြုတ်သွားရေးဆိုတာနဲ့ monetization set up ပါချက်ချင်းရှောက်လို့ရတာတဲ့အနေထားတွေကျွန်တော်အများနဲ့မြင်တွေ့နေရတယ်ဗျာဒါတွေကိုကျွန်တော်မြင်တွေ့နေရတာများပြီးတော့ကျွန်တော်တို့အတွက်ချတော့ဗျာ content creator လုပ်နေတဲ့အရာကိုပဲကျွန်တော်လက်လွတ်ပြီးတော့ကျွန်တော် AI content တွေကိုပဲပြန်ပြီးတော့ဖန်တီးရတော့မလားဆိုပြီးတော့ကျွန်တော်တစ်ခါကျရင်အားငယ်စိတ်တွေဝင်လာတဲ့နေ့တွေကြုံတွေ့ရတယ်ဗျာဒီနေ့မှာတော့ AI ကခင်ဗျားတို့နေရာကိုအစားထိုးနိုင်မလားဆိုတော့အမှန်တရားနဲ့ရှိမှာကျွန်တော် content creator ကကျွန်တော်ရှိမှာဘယ်လိုမျိုး content creator မျိုးကမှအောင်မြင်နိုင်မလဲဆိုတာကိုကျွန်တော်ဒီနေ့မှာပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အခုမှစလုပ်မဲ့ content creator တွေအနေနဲ့အရင်ဆုံးကျွန်တော်ပြောချင်တာမစိုးရိမ်ပါနဲ့ကျွန်တော်စိုးရိမ်တဲ့စိတ်ဆိုတာကျွန်တော်သွားမယ့်လမ်းကြောင်းတစ်ခုပါဗျာကြံ့ကြောင်လို့အနောက်ရှက်ပေးတဲ့အရာတွေတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်စိုးရိမ်စရာလုံးဝမထားတာပါနဲ့ AI content တွေကအခုလောလောဆယ်မှာကျွန်တော် trending အရင်ဖြစ်နေပေမဲ့သူတို့မှာမရှိနိုင်တဲ့အရာတစ်ခုကတော့လူသားဆန်မှုဆိုတဲ့အရာတစ်ခုသူတို့မှာမရှိနိုင်ပါဘူး AI ကပြည့်စုံလုံးနဲ့ကျွန်တော်စက်ရုပ်တရုပ်လိုပါပဲဒါပေမဲ့ကြီးစုသူရဗျာကျွန်တော်တို့လိုပဲအမှားယွင်းရှိတဲ့လူတွေကျွန်တော်တို့လိုပဲစူးစမ်းနေရတဲ့လူသားတစ်ယောက်ရဲ့တိုးတက်လာတဲ့ပုံစံတွေကိုမြင်တွေ့နေရပြီးတော့အားပေးနေရတာပို့ပြီးတော့သဘောကျတတ်ကြပါတယ် AI ကအချက်လက်တွေကိုစူးစီးပေးနိုင်ပေမဲ့ခင်ဗျားရဲ့ခံစားချက်တွေခင်ဗျားရဲ့အတွေ့အကြုံတွေခင်ဗျားရဲ့ကြာရှုံးမှုတွေခင်ဗျားဒီလိုအနေထားတွေရောက်အောင်လို့ဘယ်လိုဒီဖြတ်တန်းနေရတဲ့ဆိုတဲ့အရာတွေကသူတို့အတူလုံးဝယူလို့မရတဲ့အရာတွေပါဒါကြောင့်မလို့ကျွန်တော်တို့ AI channel တွေကဗျာကျွန်တော်တို့အသင်စားကောက်ဆွဲထုတ်လို့ပဲကျွန်တော်တို့ပိုက်စားလာတဲ့အချိန်မှာခဏလေးဒီမှာကျွန်တော်ပုတ်စားလိုက်ပြီးတော့ bio ဝသွားစီမယ်ဆိုပေမဲ့ကိုပိုင်ကိုနဲ့နေကတော့ဗျာကျွန်တော်တို့တမင်းဟင်းတွေလိုပဲကျွန်တော်တို့ကိုကြိုင်နေတဲ့ပရိသတ်တွေကျွန်တော်တို့အားပေးတဲ့ပရိသတ်တွေရရှိသွားနိုင်မယ်ယာကြီးတစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရရှိမှာခိုင်မာဖို့အတွက်ဘာတွေလုပ်ရမလဲကျွန်တော်ဒီ၃ချက်ကိုမှတ်ထားပေးပါခင်ဗျားရဲ့ကိုပိုင်ဟန်ခင်ဗျားရဲ့ကိုပိုင်အတန်ကိုတုံးပြီးတော့ content တွေကိုဖန်တီးပါအစပိုင်းမှာမပြည့်စုံဒါဟာအမိုင်းတစ်ခုမဟုတ်လို့အားနည်းချက်တစ်ခုလည်းမဟုတ်ဘူးဗျာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တပိုင်းမှာပြည့်စုံတဲ့လူဆိုတာရမ်းရှားပါတယ်အဲ့ဒါခင်ဗျားရဲ့ unit တစ်ခုပဲခင်ဗျားမှာမရှိတာလေးနဲ့ခင်ဗျားဖန်တီးနေပဲခင်ဗျားဗီဒီယိုခင်ဗျားပုံစံနေပဲခင်ဗျားအကောင်းဆုံးတည်ဆောက်နေမယ်ဆိုရင်ဒါခင်ဗျား unit တစ်ခုဖြစ်ပြီးတော့ပြည်သက်တွေကခင်ဗျားကိုအားပေးလာကြမယ်ခင်ဗျားကိုချစ်လာကြမယ်ဒါကြောင့်မို့ကိုယ့်ရဲ့ idea နဲ့ပဲကိုယ့်ရဲ့ content တွေကိုဖန်တီးပါဘာမှအားငယ်စိတ်တွေမထားပါနဲ့မရှိတာနဲ့ပဲဖြစ်အောင်လုပ်ပါနောက်တစ်ခုက AI တွေမသိနိုင်နဲ့ဗျာခင်ဗျားရဲ့ဆုံးရှုံးမှုတွေခင်ဗျားရဲ့အောင်မြင်မှုတွေခင်ဗျားဖြတ်တန်းလာရတဲ့ဘဝသင်ခန်းစာတွေဒါတွေကိုကျွန်တော်တို့ပြည်သက်တွေသိအောင်ခင်ဗျားဗီဒီယိုဒီမှာထည့်ပြောပြပါလူတွေကကျွန်တော်တို့အချက်လက်တွေထိုင်ပြောနေတာတဲ့စာရင်ပုံမြင်သပုတ်လိုမျိုးသူတို့ကိုပြောပြတာကသူတို့ကပို့ပြီးတော့ကြိုင်းနေတဲ့ပြီးတော့ပို့ပြီးတော့မမိစေပါတယ်ကျွန်တော်တို့ချက်အနေနဲ့ AI ကိုရန်သူလိုမျိုးသဘောမထားပါနဲ့ AI ကခင်ဗျား script အကျဉ်းရေးတာတို့ idea ထုတ်တာတို့နေရာတွေမှာ AI ကိုအသုံးကောင်းချလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ final result တစ်ခုလုပ်တော့မဲ့အချိန်ကြရင်တော့ခင်ဗျားကိုယ်တိုင်စဉ်းစားပြီးတော့ final result တစ်ခုတိစောက်တာကပို့ပြီးတော့ကောင်းပါတယ်ဒါ AI နဲ့ပဲအစဆုံးသွားမနေဘဲနဲ့ AI ကိုလည်းတုံးကိုယ်တိုင်ကလည်းစဉ်းစားပြီးတော့နောက်ဆုံးကျွန်တော်တို့ final တစ်ခုလုပ်တော့မဲ့အချိန်ကြရင်ကိုယ်တိုင်ပဲပြန်ပြီးတော့တုံးတက်ပြီးတော့လှုပ်ဆောင်တာပို့ပြီးတော့တဘာပူကြပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာတော့ဗျာ AI ကိုရှင်းမှုမကြိုးစားပါနဲ့ကိုမနေ့ကထပ်ပူကောင်းလာအောင်ပဲခင်ဗျာစူးစမ်းပါကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုဗျာမနေ့ကထပ်ဒီနေ့ပူကောင်းလာအောင်ဗီဒီယိုတွေရိုက်မယ် recording တွေလုပ်မယ်နောက်ပြီးတော့ကျွန်တော် editing ပိုင်းတွေကိုပူကောင်းလာအောင်လုပ်မယ်ပို့ပြီးတော့ကိုယ့်ရဲ့ဗီဒီယိုတစ်ပုတ်ချင်းစိတ်လိုက်ပို့ကျွန်တော်သင်ခန်းစာတွေယူပြီးတော့အမြဲတမ်းတိုးတက်နေအောင်ပဲကိုစူးစမ်းပါ AI ကအချက်လက်တွေကိုစူးရုံပဲလုပ်နိုင်တာဆိုပေမဲ့ဗျာခင်ဗျားကတော့ဒီအချက်လက်တွေကိုပို့ပြီးတော့အသက်ဝင်သွားအောင်ပုံဖော်အသက်တင်ပေးတဲ့creator တယောက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့စပြီးတော့ပို့ထူးရတဲ့ကိုပိုင်ဟန်ပါတဲ့ content တွေကိုပဲဖန်တီးပါကိုယ်တိုင်စူးစမ်းကိုယ်တိုင်အားထုတ်ပါကိုယ့်ရဲ့ဗီဒီယိုတွေကိုနောက်ဗီဒီယိုတွေမှာအကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ပဲ
ခေါင်းထဲမှာထားပါဒါနဲ့ AI သုံးတာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရောဘယ်လိုမြင်လဲဆိုတာကျွန်တော် comment အောက်မှာဆွေးနွေးပေးကြပါဦးအားလုံးပဲတက်တာပါ